warden နဲ့ပတ်သက်ပြီးတော့ရက်တိုသင်းမှာတက်မြောက်ဖို့အတွက်လိုအပ်နေလား။ပုံပေါ်မှာလှုပ်ကင်ဖို့အတွက် warden တက်မြောက်ဖို့လိုအပ်နေလား။ဒါဆိုရင်တော့ US warden training center ကိုလမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ကျွမ်းကျင်တဲ့ဆရာများကိုယ်တိုင်စနစ်တကျသေချာသင်ပေးပြီးတော့လက်တွေ့ရောစားတွေ့ရောနှစ်မျိုးလုံးမှာသင်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျာ။ warden စောတာပြင်ပန်းလာပြီဆိုလို့ရှိရင်အခုလိုမျိုးပေါ့ကျွန်တော်တို့တောက်ဖို့အတွက် coffee လေးတွေလည်းထားပေးထားပါတယ်ခင်ဗျာ။ position မျိုးစုံအတွက်လည်းစနစ်တကျသေချာလေ့ကျင့်သင်ကြားပေးပါတယ်။ warden ပညာကိုသေချာလေ့လာသင်ယူတက်မြောက်လိုပါ US warden training center ကိုသင်တန်းနဲ့ရန် join ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်။